Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မြန်မာနှစ်တစ်9နှစ်ဆန်းတရက်နေ့မှာမိသားစုတွေစုပေါင်းပြီးတော့လူနှစ်ထောင်စာမုတ်လက်ဆောင်ကိုသမိုင်းဝင်ချက်ကလော့စီရောမှာအထူးပြုခဲ့ပါတယ်ရှင်အောင်မြင်ပါစေရာခတ်သိမ်းပျော်ရွှင်ပါစေလူခတ်သိမ်းကုန်စန္ဒရီအောင်လုံးဒီစုံမျောလင်းခြင်းများနဲ့တက်တူနေတိုင်းရှင်တန်နိုင်ဘူးအကျဉ်းနာစိတ်မြတ်တာတူလွမ်းချင်နေစီရနာအပြည့်ကူညီပေးမမေသူတွေနေရာတိုင်းမှာအေးအတူအမြပေါ်မြမပြည်မှာဆိုင်စပါးများပေါ်ပါစေမြမပြည်မှာတာယာချမ်းမြေကြပါစေနှလုံးသားလာသူများတိုးတဲ့တိုးပွားကိုစိတ်ပါရှင်လန်းချမ်းမြေတည်စုံဒီမြေဒီရင်ငြိမ်းချမ်းစေဖို့မြမပြည်မှာသာသနာတရားစစ်တရားမှန်တွေမြမပြည်မှာတာယာချမ်းမြေကြပါစေနှလုံးသားလာ